ဟောကြားမဲ့ဆရာမ Annabel ရွေးချယ်ထားတဲ့ကျမ်းစာတော်မျက်နှာပိုက်ကိုဖတ်ကြားပါမယ်ပထမတစ်ပိုက်မှာရှင်မသက်ခရစ်ဝင်ခန်းကြီးခွန်အခန်းငယ်24မှ29ရှင်မသက်ခရစ်ဝင်ခန်းကြီးခွန်အခန်းငယ်24မှ29အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြွား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှအိမ်ဆောက်သောပညာရှိနှင့်တူချောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးစီနှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှတည်သောကြောင့်မပြိုမလဲနေ၏အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ဘဲနေ၏ထိုသူသည်သဲပေါ်မှအိမ်ဆောက်သောလူမိုက်နှင့်တူချောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သောအခါကြီးစွာသောပြိုလဲခြင်းသို့ရောက်လေသည်ဟုဟောတော်မူ၏ဒုတိယတစ်ပိုက်မှာ18ခုမြောက်သောစာလံအပိုက်ငယ်1မှ2 18ခုမြောက်သောစာလံအပိုက်ငယ်1မှ2အိုထာဝရဖျားအကျွန်ုပ်၏ခွန်အားဗလတည်းဟုသောကိုရောကိုအကျွန်ုပ်ချစ်ပါ၏ထာဝရဖျားသည်ငါ၏ကြောက်ငါ၏မြို့ရိုငါကိုကယ်လွတ်သောသခင်ငါ၏ဖျားငါကိုးစားသောအစွမ်းတတိငါ၏အကွယ်အကာငါကိုကယ်တင်သောဥချိုငါ၏ရေတိုက်ဖြစ်တော်မူ၏ခဏလောက်ဆုတောင်းကြပါစို့မြတ်မြတ်ဆုံးလင်၍သာသမီတို့ကိုယနေ့တိုင်အောင်ချစ်တော်မူသောဖျားဤနေ့သာယာသောကိုရရှင်ဖျား၏ဝတ်ပြုကိုးဝယ်ရာနေ့၌တူတကွာတွေ့ဆုံလျက်မိသားဖွဲ့ရသောခွင့်ကိုရရှင်ဖျားထံတော်ပါသို့တိုးဝင်ရသောခွင့်အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါ၏ပါလာသောပြည့်များကိုလွတ်တော်မှာဒီနေ့နှုတ်ကပတ်တော်ဟောကြားသည့်ခါတွင်လည်းတန်ရှင်သောဝိညာဉ်တော်တယောက်စီတိုင်းနှလုံးသားကိုဖွင့်ဟပါစကားပြောပါကိုရရှင်ဖျားထံတော်မှလာသောစကားဖြစ်နိုင်ဖို့မဆပါသမီးဟောသောအရာတို့သည်လည်းကိုရရှင်ဖော်ပြသောအရာဖြစ်လက်ကြားသူတယောက်စီတိုင်းအတွက်ဒီဆောက်เสียဖြစ်နိုင်စေခြင်းကကောင်းချီးပေး၍လမ်းပြပါမိကြောင်းသက်ရှင်တော်မူသောသားတော်ယေရှုနာမ၌ဆုတောင်းလေအနံပါရဖတ်ပြအာမင်ရှေးဥစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျမကိုခွင့်ပေးတဲ့သေဥဆရာနေတကွအသင်းသူသင်သားများကိုလည်းထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့တန်ဆုံအားဖြင့်ပါဝင်ကြတဲ့အမျိုးသားအဖွဲ့အထူးပဲကျေးဇူးတင်ပါတယ်ကျမအားရနာပါတယ်အရောက်စီတိုင်းကတော့အသက်လည်းရလာပြီဖြစ်တဲ့ကြောင့်သွားလာရေးလည်းသိမလွယ်ပါဘူးတိုးတော်လည်းဘုရားသခင်နိုင်ငံတော်အတွက်မိမိတို့တက်ကြွတဲ့ဘက်ကပါဝင်ခြင်းအတွက်လည်းကျေးဇူးတင်ပါတယ်ထို့တူလူငယ်များတန်ဆုံအားဖြင့်ပါဝင်ခြင်းလည်းကျေးဇူးတင်တယ်လို့အမျိုးသမီးအသင်းအဖွဲ့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ကိုကျမတို့နားထောင်တဲ့အခါမှာဘုရားသခင်ပြောတဲ့အတန်ကိုကြားနိုင်ဖို့အတွက်ကျမတို့နှလုံးသားကိုဖွင့်ကြပါစို့ကျမတို့ရဲ့ဗမာပြည်အခြေအနေအရ2011ခုနှစ်ကစပြီးတော့မှလူတွေဟာမကြုံစဘူးတဲ့စိတ်ကျန်းမာရေးနဲ့ကြုံတွေ့ရတယ်ဆိုပြီးတော့နေ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်လာပါတယ်လူတွေဟာစိတ်ကစင့်ကလေးအားဖြစ်တဲ့စိတ်ချို့ယွင်းတဲ့အရာမျိုးကိုပြောတာမဟုတ်ဘူးကြားပြီးသားအတန်ကိုလည်းမကြားသလိုမကြားသေးရတဲ့အတန်ကိုလည်းကြားသလိုမျိုးခံစားရတဲ့စိတ်ကျန်းမာရေးချို့တက်တဲ့အရာမျိုးကိုပြောတာမဟုတ်ဘူးလို့ WHO ကပြောပါတယ်သူပြောတဲ့အကြောင်းအရာလေးကနှစ်ချက်ဖြစ်ပါတယ်တစ်ချက်ကတော့လူတွေဟာစိတ်ပူပန်နေလူတွေဟာစိတ်ထက်ကြနေတယ်ဗမာပြည်ကလူတွေဗမာနိုင်ငံသားတွေစိတ်ထက်ကြတယ်စိတ်ပူပန်နေဒီဟာကအင်မတန်မှစိုးစိုးရွားရွားကြုံတွေ့ရပြီအဲ့တော့ WHO ကစာမျက်နှာ20ပါတဲ့စာတမ်းကိုသူထုတ်ဝေခဲ့ပါတယ်လူဦးရေ22.1ရာခိုင်နှုန်းလူ100မှာ22ယောက်9ယောက်မှာ1ယောက်ကစိတ်ကျန်းမာရေးပြဿနာတွေကြုံတွေ့ရတယ်လို့ပြောပါတယ်2023ခုနှစ်မီချီဂန်ကအွန်လိုင်းသုတေသနလုပ်တဲ့အခါမှာအရွယ်ရောက်သူ9920ကိုသူတို့စစ်တမ်းကောက်တဲ့အခါမှာ
သူတို့ရဲ့ စိတ်နေသဘောထားသူတို့ရဲ့ခံစားချက်ပေါ်မှာမူတည်ပြီးတော့မှပြန်ပြီးတော့မှသူတို့သူတည်တည်လှုပ်တဲ့အခါမှာလူဦးရေရဲ့60.81%ဟာစိတ်ကြတဲ့ယောဂဝေဒနာကိုခံစားရတယ်စိတ်ပူပန်တဲ့ယောဂဝေဒနာကိုခံစားရတယ်လို့ပြောပါတယ်ဆိုလိုတာကလူဦးရေ100မှာ60%ဟာစိတ်တက်ကြတဲ့ယောဂခံစားရပါပြီ2024ခုနှစ်ဇူလိုင်ကတော့ Lancet ဆေးပညာဂျာနယ်ကတော့လူဦးရေရဲ့34.9%ဆိုလိုတာကလူ100မှာ35ယောက်ဟာစိတ်ကျန်းမာရေးပြဿနာနဲ့ရင်ဆိုင်ရတယ်။ဒါကို United Peace အဖွဲ့ကမြန်မာနိုင်ငံအတွက်အင်မတန်မှစိုးရိမ်နေဘာကြောင့်လဲဆိုတော့ကျမတို့တိုင်းပြည်မှာယနေ့ရင်ဆိုင်ရတဲ့ပြဿနာဟာအင်မတန်ရှုပ်ထွေးသလိုကြီးလဲကြီးမားပါတယ်။ဒါကြောင့်သင်ခန်းစာ6ခုပါတယ် mental health နဲ့ဆိုင်တဲ့အရာဘယ်လိုကုသရမယ်ဆိုတဲ့အကြောင်းအရာကိုသူတို့ဒီနှစ်ဩဂတ်လမှာသူတို့ရည်သားခဲ့ပါတယ်။ဒါတွေကဘာကြောင့်ဖြစ်ရတယ်လဲ။တစ်ချက်ကတော့ကျမတို့လူတိုင်းကြုံရတဲ့ကိုဗစ်ရောဂါဖြစ်ပါတယ်။နှစ်တစ်ချက်ကတော့ယနေ့လူတိုင်းပြေးလွှားနေရတဲ့ပြည်တွင်းစစ်ဖြစ်ပါတယ်။သုံးချက်တစ်ချက်ကတော့စီးပွားရေးအကျပ်အတေးကြောင့်ဖြစ်တယ်ဆိုတာကိုဖော်ပြပါတယ်။အဓိကအကြောင်းအရာကတော့စိတ်ပူပန်ခြင်းစိတ်တက်ကြခြင်းစိုးရိမ်ခြင်းဖြစ်ပါတယ်။ဒါကလူတဘာဝလူပင်ကိုအရာဖြစ်တော်လဲယနေ့ကြုံတွေ့ရတဲ့ကြီးမားတဲ့လိုင်းတဘူကြီးမားတဲ့မုန်တိုင်းလို့လည်းကျမတို့ပြောလို့ရပါတယ်။ကျမ်းစာကတော့ကျမတို့ဘာပြောလဲဆိုတော့မစိုးရင်နဲ့မကြောက်နဲ့အချိန်ပေါင်း365နေ့ရက်တိုင်းမှာဖခင်ပြောတဲ့စကားဖြစ်ပါတယ်။သို့တော်လည်းယနေ့ကျမတို့ဤစကားကိုကြားတော်လဲကျမတို့နေ့စဉ်ကြုံတွေ့ရတဲ့အပေါ်မှာတိဆောက်ကြတဲ့အတွက်ကြောင့်ကျမတို့ဟာစိတ်ပူပန်ခြင်းစိုးရိမ်ခြင်းနဲ့မကင်းကြပါဘူးသုတ္တန်ဆရာကတော့အခန်းကြီး19အငယ်22မှာစိတ်ရွှင်လန်းခြင်းသည်ကျမ်းမာစေတတ်၏စိတ်ပြည့်ခြင်းမူကားအယိုးကိုတွေးချစေတတ်၏စိတ်ပျော်ရွှင်မှုစိတ်ရွှင်လန်းခြင်းဟာကျမတို့အတွက်ကျမ်းမာခြင်းဖြစ်တော်လေကျမတို့စိတ်ပြည့်ခြင်းဟာအယိုးကိုတွေးချစေတယ်အင်အားချိနေစေတယ်ဒါကြောင့်ကျမတို့ဘာကြောင့်စိတ်ပူပန်တယ်လဲဘာကြောင့်ကျမတို့စိုးရင်ရတယ်လဲအကြောင်းကိုကျမတို့စဉ်းစားတဲ့အခါမှာဒီလေးလုံးကိုကျမတို့စဉ်းစားရအောင်ပထမဒီကတော့ desire ကျမတို့ရဲ့စိတ်ဆန္ဒဟာကျမတို့ထင်သူလိုမဖြစ်လာတဲ့အခါမှာစိတ်ဆန္ဒအလျောက်ကျမတို့လိုက်မိတဲ့အခါမှာကျမတို့ရဲ့စိတ်နှလုံးဟာပူပန်ခြင်းစိုးရိမ်ခြင်းကိုဖြစ်တတ်ပါတယ်။ကျမ်းစာထဲမှာကျမတို့ရှင်လုကာခရစ်ယာန်ခန်းကြီး7အငယ်16ကနေပြီးတော့21ကိုကျမတို့ကြည့်လို့ရှင်တထေးတယောက်ကသူ့မြေဟာအင်မတန်မှအသီးနှံထွက်တဲ့ကြောင့်သူမြောက်များလာစွာတဲ့အသီးတွေကိုတိုးထားဖို့အတွက်စပကြီးကိုသူကျဲဆောက်ခိုင်းပါတယ်ဆောက်ခိုင်းပြီးတဲ့အခါမှာသူကဘာပြောလဲဆိုရင်ငါအသီးနှံဥစ္စာရှိသမျှကိုတိုးထားမယ်သူပိုင်သမျှအားလုံးဟာသူ့ဘဝအတွက်ပူပင်စရာမရှိရအောင်သူတိဆောက်ထားပါတယ်အဲ့ဒီခါမှာဘုရားသခင်ကသူ့ကိုဘာပြောလဲဆိုအိုးငါဝိညာဉ်အားလည်းအချင်းဝိညာဉ်တင်ဒီနှစ်ပေါင်းများစွာသုံးဆောင်ရာဥစ္စာကိုတိုးထားလျက်ရှိပြီးငြိမ်ဝတ်စွာနေလော့စားတောက်ခြင်းပျော်မွေ့ခြင်းကိုပြုလော့ငါပြောမိဟုအကြံရှိ၏ထို့သောအကြံရှိစဉ်တွင်ဘုရားသခင်ကအချင်းလူမိုက်ယနေ့ညပင်သင်ဤဝိညာဉ်ကိုရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်စိတ်ရဲ့လူရာနောက်ကိုလိုက်ပြီးကိုယ့်အတွက်ပဲစဉ်းစားတဲ့တတိကိုဘုရားသခင်ကသူ့ရဲ့ဝိညာဉ်ကိုရုပ်သိမ်းခဲ့ပါတယ်ခရစ်တော်ဘာဆက်ပြောလဲဆိုတော့ထို့အတူကိုယ့်အဖို့ဗန္နာများကိုစီးပူး၍ဘုရားသခင်ရှေ့တော်၌ဆင်းရဲသောသူမည်သည်ကထိုတထေးနှင့်တူ၏မိန်တော်မူပေဥစ္စာပစ္စည်းချမ်းသာတော်လဲဝိညာဉ်ဆင်းရဲတယ်ဝိညာဉ်ရေးရာမှာကြာရှုံးနေဆိုတာကိုတွေ့ရပါတယ်စိတ်အလိုလိုက်ခြင်းဟာစိတ်နောက်ကိုလိုက်ခြင်းဟာကျမတို့အတွက်ကြီးမားတဲ့တတိုင်းကြီးမားတဲ့အဟန့်တာဖြစ်ပါတယ်
ဆက်ပြီးတော့အခန်းငယ်29မှာပါပြောလဲဆိုတော့ထို့ကြောင့်အဘယ်သို့ဆာရအံ့ဤဘယ်သို့တောက်ရအံ့ဤဟူ၍မရှာမဖွေနှင့်တောကမှွေနောက်ခြင်းလည်းမရှိနဲ့လူဆိုတဲ့အတိုင်းပဲကျမတို့ရှိတာနဲ့ရောက်ရဲတင်းတိမ်ဖို့ကတော်တော်ခက်ပါတယ်ကျမတို့လိုချင်တဲ့အရာတွေကိုဆက်ကျမတို့ရှာဖွေတယ်အဲ့ဒီခါမှာမနေ့ပြန်တပည့်ခါလာမယ့်နေ့ရက်ပေါင်းများစွာအတွက်ကျမတို့တွေပူပင်ရတယ်ခါတလီလဲကျမတို့လူကြီးတွေပြောတဲ့စကားရှိတယ်အပူမရှိအပူရှာတယ်နော်ကြံပန်ပြီးတော့မှစိုးရင်ပူပန်တယ်ဒါကြောင့်ကျမ်းစာကဘာပြောလဲဆိုတော့တောကကိုတောကမွေနောက်ခြင်းလည်းမရှိနဲ့အဲ့ဒါကြောင့်ခရစ်တော်ကဘာဆက်ပြောလဲဆိုတော့သင်တို့မူကားဘုရားသခင်ဤနိုင်ငံတော်ကိုရှာလော့ထို့အနောက်မှာထို့အရာကိုထပ်ပေးမယ်ကျမတို့ကိုဘုရားသခင်ကရှိတာနဲ့ရောက်ရဲတက်စီဖို့ဒီနေ့တုံသင်ခြင်းဖြစ်ပါတယ်ကျမတို့ရဲ့တစားရဲ့ဘုရားသခင်ရဲ့အလိုတော်ကိုကျမတို့ဝန်ခံဖို့ဖြစ်ပါတယ်ဒီအကြောင်းအရာလေးကဆက်ပြီးတော့သူပါပြောလဲဆိုတော့ကျမတို့ကအမြဲတမ်းစားနေရတာတွေနော်တောက်နေရတာတွေသွားနေရတာလာနေရတွေအပေါ်မှာအာယုံတိတ်ဆိုင်လာတဲ့ခါမှာကျမတို့စီမှာမဖြစ်လာတဲ့အရာတွေမဖြစ်နိုင်တဲ့အရာတွေကျမတို့လက်လွတ်လိုက်ရတဲ့အရာတွေအများပေါ်မှာကျမတို့ညီးတွားကြပါတယ်စာလေးတစ်စောင်သူ့စကားကိုကျမအယံသဘောကျပါတယ်ငွေဟာအတန်မီတာကိုမကြိုက်ဘူးတဲ့မမတွေကျမတို့ညီးတွားလေကျမတို့ပို့ပြီးတော့ပတ်စံ300လေပို့ပြီးတော့ကုန်လေပဲဖြစ်ပါတယ်ကျမယေရှုတော်အရာကျမတို့ကြည့်လို့ရှိရင်လူတွေကကိုယ့်ဘဝမှာဒုက္ခဆင်းရဲပြဿနာတွေကြုံတွေ့လာရတဲ့အခါမှာဒေါသထွက်ကြတယ်စိတ်ပူပန်ကြအဲ့တော့ဆရာတယောက်ကဘာစာရေးလဲဆိုတော့2မိနစ်လောက်ဒေါသထွက်ကြည့်ပါ24နာရီအတွင်းသင်ရဲ့အိပ်စက်မှုကိုနှောက်ယှက်ဖြစ်စေတယ်ဒါကဘာလဲဆိုတော့ကျမတို့ရဲ့စိတ်ပူပန်ခြင်းကြောင့်ဖြစ်လာတဲ့ဒေါသစိတ်ပူပန်ခြင်းကြောင့်ဖြစ်လာတဲ့ကျမတို့ရဲ့တောကဟာကျမတို့ရဲ့ကျမ်းမာခြင်းကိုထိခိုက်စေတယ်ဆိုတာကိုပြောပါတယ်ကျမတို့ရဲ့တစားရဲ့နောက်ကိုလိုက်တဲ့အခါမှာဒုတိယတစ်ချက်ကတော့doubtဖြစ်ပါတယ်တန်တရားစိတ်တယ်ယုံကြည်သောသူများရဲ့အသက်တာမှာလဲခရစ်တော်ကိုယုံကြည်တယ်ဆိုပေမဲ့လေခါတလေဖခင်အပေါ်မှာကျမတို့တန်တရားစိတ်တွေများလာပါတယ်ယုံကြည်ခြင်းအားလျော့လာပါတယ်ယုံကြည်ခြင်းကိုလက်လွတ်ခြင်းလာတယ်ဖခင်ကကျမတို့နေ့စဉ်ကြုံတွေ့ရတဲ့ပူပန်ခြင်းတွေကိုဂတိရှိထားတော်ညာလေဒီအပေါ်မှာကျမတို့တွေဟာအာယုံစိုက်တာတဲ့လောကရဲ့ပြဿနာကျမတို့ရဲ့နေ့စဉ်တွေ့ရတဲ့ပြဿနာပေါ်မှာအာယုံစိုက်လာတဲ့အခါမှာကျမတို့တွေဟာတန်စရာစိတ်နဲ့ကိုယ့်ဘဝကိုဆက်ပြီးတော့တည်ထောက်ရတရက်ကျမဈေးသွားဝယ်တဲ့အခါမှာကျသားဝယ်တဲ့အမျိုးသမီးကဘာပြောလဲဆိုတော့မရဲ့ဈေးရောင်းမကောင်းဘူး။နေ့ပြန်ဘာဖြစ်လာမလဲမသိဘူး။နော်စီပွားရေးကလည်းမကောင်းဘူးစသဖြင့်ပေါ့နော်။သူကညီးတွားတယ်။ကျမတို့လည်းညီးတွားကြတာပဲ။တိုးတော်လေခရစ်တော်ကကျမတို့ကိုမပူပန်နဲ့လို့365ချိန်ပြောတော်လေလူဖြစ်တဲ့အတွက်ကြောင့်ဇာတိနဲ့အသက်ရှင်ရတဲ့အတွက်ကြောင့်အသွေးသားဖြစ်တဲ့အတွက်ကြောင့်ကျမတို့ညီးတွားကြတယ်။ကျမ်းစာကတော့ဗာပြောလဲဆိုတော့ထိုသခင်ကိုယုံခြင်းအားဖြင့်ငါတို့သည်ရဲရင်သောစိတ်နှင့်တိုး၍အတနာတော်ခံရသောအခွင့်ကိုရကြပြီဖျားထံကိုတိုးဖို့ဖျားကကျမတို့ကိုအမြဲတမ်း welcome လုပ်ပါတယ်သို့တော်လည်းကျမတို့ရဲ့တန်တရားစိတ်နဲ့တိုးဝင်ချီးကပ်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ပူပန်ခြင်းဟာရော့ပါမဟုတ်ပါဘူးခါလီဒီတန်တရားစိတ်ကလည်းမိသားစုအတွင်းထဲမှာပို့ပြီးတော့မှပြဿနာဖြစ်လာတယ်မိဘတွေအလုတ်ကိုင်ဆင်ပြေတဲ့အခါတယောက်နဲ့တယောက်ညှို့ညင်လာတယ်တန်တရားရှိလာတယ်မုန်းတီးလာတယ်ခွင့်မလွတ်နိုင်တာတွေလည်းရှိလာပါတယ်သုံးချက်တစ်ချက်ကတော့ဒီတန်တရားစိတ်ကြောင့် deception ကျမတို့ကိုလှည့်ဖျားခြင်းဖြစ်ပါတယ်ကျမ်းစာကတော့နှုတ်ကပတ်တော်ကိုကြား၍နာယုံသောသူနောက်နှုတ်ကပတ်တော်ကိုကြားပြီးတော့မကျင့်သောသူဟာကိုလှည့်ဖျားခြင်းဖြစ်တယ်
နေ့စဉ်ကျမတို့နှုတ်ကပတ်တော်ဖတ်ရှုတယ်လေ့လာတယ်ဆုတောင်းတယ်တိုးတော်လေကျမတို့ရဲ့အခက်ခဲတွေကိုကျမတို့မကြော်လွှားနိုင်ဘူးစိတ်မသက်သာရဘူးညှိတွားခြင်းဝမ်းနည်းခြင်းစိတ်ပြည့်ခြင်းထဲမှာပဲကျမတို့အသက်ရှင်နေရတယ်ဒါဆိုရင်ကျမတို့ကိုပြန်စဉ်းစားဖို့လိုပါပြီနှုတ်ကပတ်တော်ကိုကျမတို့ကဖတ်ယုံဖတ်ပြီးတော့ကြားယုံကြားပြီးတော့ကျမတို့အသက်မရှင်ဘူးဆိုရင်ဒါဟာကျမတို့စိတ်ပြတ်စရာကောင်းတဲ့ဘဝကိုဆက်ပြီးတော့သွားရအောင်ပါပဲရင်ဆိုင်ရအောင်ပါပဲစုံစမ်းခြင်းတွေခံရအောင်ပါဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ယာကုပ် 1:26 မှာကျင့်သီလကိုစောင့်တော်လဲနှုတ်ကိုမချုပ်တီးသူနော်အပြစ်တင်ခြင်းဝေဖန်ခြင်းကဲ့ရဲ့ခြင်းညီးတွားခြင်းဟာလေကျမတို့ရဲ့အကျင့်သီလကိုမချုပ်တီးခြင်းပဲဖြစ်ပါတယ်မဿဲ26:41မှာတော့စုံစမ်းနောက်ရှက်ခြင်းနဲ့ကင်းလွတ်မိကြောင်းဆုတောင်းလျက်နေကြလောစိတ်ဝိညာဉ်ကစေတနာရှိတော်လေကိုမူကအားနည်းသည်ဟုပေတရုအားမိန့်တော်မူတယ်ကျမတို့ဝိညာဉ်ခွန်အားနေကြတဲ့လူဖြစ်ပါတယ်သို့တော်လေဖခင်ဟာနေ့တိုင်းကျမတို့ရဲ့အသက်တာကိုစက္ကန့်တိုင်းစုံစမ်းတာကိုကျမတို့တတိမူလို့ရှိရင်ဒီစုံစမ်းခြင်းကိုကျမတို့ဆုတောင်းခြင်းအဖြစ်ဖြေလွတ်နိုင်မယ်ဆိုတာကိုကျမ်းစာကဖော်ပြပါတယ်။လေးချက်တစ်ချက်ကတော့နော်ကျမတို့ရဲ့လူဤဆန္ဒနောက်ကိုလိုက်ခြင်းရဲ့ကျမတို့တန်တရားရှိခြင်းရဲ့ကိုလှည့်ဖျားခြင်းရဲ့များလာတဲ့အခါမှာ disobedient ဖျားစကားကနေတွေးဖြီးပြီးတော့မှကျမတို့အသက်ရှင်နေဆိုတာကိုကျမ်းစာကဖော်ပြပါတယ်။မဿဲ73:16မှာပြောလဲဆိုတော့ဣသေလလူတို့အားသူဘာပြောလဲဆိုသင်တို့ဤမျက်စိသည်မြင်သောကြောင့်မင်္ဂလာရှိ၏သင်တို့နားသည်လည်းကြားသောကြောင့်မင်္ဂလာရှိတယ်မျက်စိမြင်တယ်နားကြားတယ်တိုးတော်လေဣသေလလူမျိုးတွေကိုကျမ်းစာကအမြဲတမ်းနှလုံးခိုင်မာတဲ့အမျိုးလို့ကျမ်းစာကအမြဲတမ်းပြောပါတယ်ဖခင်ရဲ့ပြည့်ညတ်တရားစောင့်ရှောက်မယ်လို့ဂတိပေးတော်ညာလေဖခင်ရဲ့စကားကနေတွေးဖယ်ပြီးတော့ကိုယ်သဘောတိုင်းကိုအသက်ရှင်နေဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်ရှောလူမင်းရဲ့အသက်တာအမလက်လူတွေကိုတွားတိုက်ဖို့ဘုရားသခင်က prophet ရှမွေလအားဖြင့်ပြုတဲ့အခါမှာဘုရားစကားတော့နားထောင်တယ်တတ်မဲ့ချင်းတွေမြင်လာရတဲ့အခါမှာသူ့အတွက်သူပြန်ယူလာပြီးတော့မှ prophet ရှမွေလကရှောလူကိုတတိပေးတဲ့အခါမှာလူတွေကိုကြောက်ရွံ့လို့ဒီအရာကိုသူလုပ်ရခြင်းဖြစ်ပါတယ်ခါလေကျမတို့ရဲ့ဖခင်စကားနားထောင်မထောင်ခြင်းဟာသူများတွေကိုကျမတို့လက်ညှိုးထိုးเสียမလို့ပါဘူးသူတို့ကဒီလိုပဲဖြစ်တဲ့အတွက်ကြောင့်ငါတို့လည်းဒီလိုလိုက်လုပ်ခြင်းဖြစ်တာဒီလိုပဲသူတို့ပြောလို့ငါတို့လည်းဒီလိုပဲပြောရတာဖြစ်တယ်ဆိုတော့ကိုတာဝန်မယူဘဲနဲ့ရှောင်တိန်တဲ့သူတွေမဖြစ်ဖို့လဲကျမ်းစာကသတိပေးပါလေကျမတို့အသက်ရှင်ခြင်းဟာကိုဘွားကိုတာဝန်ယူပြီးဖခင်နဲ့အတူအသက်ရှင်ဖို့ပဲဖြစ်ပါတယ်ကိုဘွားကိုဖခင်နဲ့တိဆောက်ပြီးတော့မှသွားရမယ့်အရာမှာကြီးမားတဲ့ဖခင်အပ်ပေးထားတဲ့တာဝန်ရှိပါတယ်ယောမခန်းကြီး2:4-5မှာဖျားသခင်ယေရှုတော်သည်တင်တို့ကိုနောင်တလန်းသို့သွေးဆောင်သည်ကိုမတိမှတ်ပဲကြွယ်ဝစွာယေရှုပြုတော်မူခြင်းတီးခံတော်မူခြင်းစိတ်ရှည်ခြင်းတို့ကိုမထီမဲ့မြင်ပြုသလိုဘုရားသခင်ဟာအင်မတန်စိတ်ရှည်တဲ့ဘုရားဖြစ်ပါတယ်အင်မတန်တီးခံတဲ့ဘုရားဖြစ်ပါတယ်ကျမတို့ရဲ့အသက်ရှင်ခြင်းထဲမှာဘုရားရဲ့မေတ္တာကနေဘုရားရဲ့ကျေးဇူးတော်ကနေရှောင်တိန်သွားပြီးဆိုလို့ရှိရင်ဘုရားကတော့ကျမတို့ကိုစိတ်ရှည်ရှည်နဲ့နောင်တရမယ့်လမ်းကိုဘုရားသခင်ကစောင့်နေပါတယ်သူထံလာဖို့ဘုရားသခင်ကခေါ်ပါတယ်သူဆက်ပါပြောလဲဆိုလို့ရှိရင်ကျမတို့စိတ်ခိုင်မာလို့ရှိရင်ဘုရားသခင်ရဲ့အမျက်ဒေါသနေ့စီရင်ခြင်းကိုခံရမယ်လို့ကျမ်းစာကပြောပါတယ်ဒါကြောင့်ကျမတို့ခရစ်ယာန်အသက်တာမှာကျမတို့ရဲ့အသက်ရှင်ခြင်းကိုတိုးတက်အောင်မလုပ်တဲ့အရာကျမတို့ရဲ့စိတ်နှလုံးထဲမှာနယံလိုပိတ်ဆို့ထားတဲ့အရာဒီအချက်၄ချက်ကိုကျမတို့ဖြိုချရပါမယ်ဒီအချက်၄ချက်ကိုကျမတို့ထိုးဖောက်ပြီးတော့မှအသက်ရှင်ဖို့လိုပါတယ်ကျမတို့ခရစ်တော်က
ဒီအသက်တာဟာသဲပေါ်မှာဆောက်တဲ့အိမ်နဲ့တူတယ်သဲပေါ်မှာဆောက်တဲ့အိမ်နဲ့တူတယ်ဆက်ပြီးတော့ဒုတိယချက်ပါပြောလဲဆိုတော့ခရစ်တော်ကကျမတို့ရဲ့အသက်တာဟာကြောက်ပေါ်မှာတိဆောက်တဲ့အိမ်ဆိုလို့ရှိရင်လေမုန်တိုင်းတန်လေတန်ကိုခံနိုင်ပြီးတော့မှပြိုလဲခြင်းမရှိဘူးလို့ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်ကြောက်ဆိုတဲ့အရာကတော့ခိုင်မြဲခြင်းမြဲမြံခြင်းလုံခြုံခြင်းနဲ့ကျမ်းစာမှာအိမ်တစ်လုံးကိုဆောက်လို့ရှိရင်နဲ့တူရတယ်ဝိညာဉ်ရေးရာကိုနှက်ဆိုင်စွာတူးဆွပြီးတော့မှအသက်ရှင်ဖို့လဲကျမ်းစာကဖော်ပြပါတယ်ရှာဖယုံဆိုတဲ့တရိษံကိုကျမတို့ဓမ္မဟောင်းကျမ်းထဲမှာတွေ့ရပါတယ်ဒီတရိษံလေးကအကောင်သေးသေးလေးပဲဖြစ်ပါတယ်ဒီတရိษံတွေကကြောက်ကြူကြောက်ကြားထဲမှာနေကြတယ်အုပ်စုဖွဲ့ပြီးတော့နေတယ်အပြင်ကငရင်လှုပ်တာတို့မုံတိုင်းကြလို့ရှိရင်သူတို့တွေကကြောက်ထဲကနေပြီးတော့ငြိမ်ငြိမ်လေးပဲနေတယ်တချို့ကဘာပြောလဲဆိုတော့သူတေတီတွေကဘာပြောလို့ရှိရင်ရှာဖယုံဟာကြောက်တတ်တဲ့တရိษံမဟုတ်ဘူးအမတန်မှငြိမ်ချမ်းတဲ့တရိษံဘာကြောင့်လဲဆိုတော့သူနေရတဲ့သူ့ရဲ့အိမ်ဟာကြီးမားတဲ့ကြောက်တုံးတွေကြားထဲမှာပဲဖြစ်ပါတယ်ဒါကြောင့်ဒေသနာဆရာကပြောလဲဆိုတော့ဖြိုချရသောအချိန်နဲ့တိဆောက်ရသောအချိန်ရှိတယ်တော့ကျမတို့ဘဝမှာကျမတို့တိဆောက်ခဲ့တဲ့အသက်တာဟာပြိုလဲရိုင်လဲတဲ့အချိန်တွေရှိပါမယ်အားနည်းတဲ့အချိန်တွေရှိပါမယ်ခါတလေလဲငိုကြွေးရတဲ့အချိန်စိတ်ပြည့်ရတဲ့အချိန်စိတ်တက်ကြရတဲ့အချိန်ရှိပါတယ်ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာဘုရားသခင်အလိုမရှိတဲ့အရာတွေကိုဖြိုချဖို့ရည်ကြီးပါတယ်ဆာလန်ဆီယာကသူဘာပြောလဲဆိုလို့ရှိရင်အသက်ရှင်သောသူတို့ဤနေရာတွင်နော်ကျမတို့လူတိုင်းအသက်ရှင်တဲ့နေရာမှာသူကဗာဆက်ပြောလဲဆိုတော့ထာဝရဘုရားဤကျေးဇူးတော်ကိုငါတွေ့မိဟုယုံမှတ်ဆွဲလန်းခြင်းရှိတယ်သူကိုယ်တိုင်ကဘဝတစ်လျှောက်လုံးမှာခက်ခဲပြဿနာတွေနော်ရန်သူလိုက်တာခံရတယ်ရှောလူရဲ့မနာလိုကြောင့်သူ့ကိုတတ်ဖို့အထိကြံရွယ်တဲ့အခါမှာဥမင်လိုင်ကောင်းထဲမှာသူပုန်းရှူရတယ်တိုးတော်လေဤနေရာမှာလို့သူပြောတဲ့အခါမှာသူအသက်ရှင်တဲ့နေရာမှာဖခင်ရဲ့ကျေးဇူးတော်ကိုငါတွေ့မိခုယုံမှတ်ဆွဲလန်းခြင်းရှိယုံကြည်ခြင်းအပြည့်နဲ့ဘုရားသခင်ရဲ့နာမပေါ်မှာအသက်ရှင်နေဆိုတာကိုတွေ့ရပါတယ်စောစောကဆိုသွားခြင်းကတော့ဆိုသွားတဲ့တခြင်းကတော့ the wonderful love of Jesus ဖခင်ရဲ့မေတ္တာနော်အင်မတန်မှနော်အံ့ဩစရာကောင်းတယ်ဖခင်ရဲ့ကျေးဇူးတော် the wonderful grace of Jesus ဖခင်သခင်ရဲ့ကျေးဇူးတော်လို့ကျမတို့ပြောလို့ရှိရင်အဖို့ခဘဝမှာအဖို့ခပေးလိုက်ရတဲ့လူတွေဟာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုနေ့တူအမျှခံစားရတယ်ဆိုတာကိုတွေ့ရတယ်ခရစ်တော်ကိုယ်တိုင်ကျမတို့ကိုအဖို့မပေးဘဲနဲ့အသက်ရှင်ကျမတို့ကအဖို့အခမပေးဘဲနဲ့ခရစ်တော်ကိုယ်တိုင်အဖို့အခပေးခဲ့တယ်ဆိုတဲ့အကြောင်းယုံမှတ်ဆွဲလန်းခြင်းဟာသူ့အပေါ်မှာထားတဲ့ယုံကြည်ခြင်းကိုကျမတို့ကတိုးပြီးတော့လိုက်လျှောက်ဖို့ပဲဖြစ်ပါတယ်။ဤဖက်နဲ့အငယ်၈မှာတော့သူကဘာပြောလဲဆိုတော့ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုယ်အလိုအလျောက်ရောက်ရဒီမဟုတ်ဖျားသခင်တနာတော်မူရာဖြစ်၏ဖျားကသူဖန်ဆင်းထားတဲ့သားသမီးတွေကိုအင်မတန်မှချစ်တဲ့ဖျားဖြစ်တယ်လို့တနာတဲ့ဖျားဖြစ်ပါတယ်မဿဲထဲမှာတခါပြောပါတယ်ဆိုးသောသူကောင်းသောသူအပေါ်မှာနေလဲပူစေတယ်မိုးလဲရွာစေတယ်ဘုရားသခင်ကအင်တန်မှတရားမျှတတယ်ဘုရားဘသူကိုမှစုံစမ်းကြီးတာငယ်တာတွေမျက်နှာလိုက်ပြီးတော့မပေးပါဘူးကျမတို့ရဲ့အသက်ရှင်ခြင်းထဲမှာဘုရားသခင်ရဲ့စုံစမ်းခြင်းဟာကျမတို့ဘဝတိုးတက်ဖို့ဖြစ်ကျမတို့ကြီးရင်တဲ့လူဖြစ်ဖို့ဘုရား၌ပို့ပြီးတော့စိတ်ကပ်တဲ့သူဖြစ်ဖို့အပြင်ခရစ်တော်ဒီဆိုတဲ့ကြောက်ပေါ်မှာအသက်တာကိုတိဆောက်ဖို့အလိုရှိပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ထာဝရဘုရားရဲ့ကျေးဇူးတော်
တနည်းအားဖြင့်ခရစ်တော်ရဲ့ကျေးဇူးတော်ကြောင့်ကျမတို့ဟာချီနှောင်ခြင်းအမျိုးမျိုးကနေလွတ်မြောက်ရတဲ့ခွင့်ရပါတယ်ကျေးဇူးတော်ကြောင့်ကျမတို့ဘဝမှာရက်တည်နိုင်တယ်မမရက်နိုင်တယ်ခိုင်ခန့်ခြင်းခိုင်မြဲခြင်းဆိုတဲ့ဘဝကိုတည်ဆောက်နိုင်ပါတယ်ကျမတို့ရဲ့ဘဝမှာအားနည်းတော်လဲခရစ်တော်ရဲ့ကျေးဇူးတော်ဟာကျမတို့ကို strengthen ခွာပေးနေတယ်ကျမတို့ကိုယနေ့တိုင်အောင်သွန်သင်တယ်ဒါကြောင့်ကျမတို့ခရစ်တော်၌တည်ကျွမ်းခြင်းဟာအောင်မြင်ခြင်းကိုရရှိတယ်ဆိုတာကိုဖော်ပြပါတယ်ဒါကြောင့်ခရစ်တော်ရဲ့ကျေးဇူးတော်အောက်ကနေဘယ်သူမှလွန်သွားလို့မရဘူးတော်တော်လေကျမတို့ယုံကြည်ဆွဲလန်းမှုအပေါ်မှာခရစ်တော်ရဲ့ကျေးဇူးတော်ကိုကျမတို့သိရှိခံစားရပါတယ်ဒုတိယတစ်ချက်ကတော့ဆာလံဆရာဘာပြောလဲဆိုတော့ထာဝရဘုရားကိုမျှော်လင့်လို့မျှော်လင့်ခြင်းဟာဖြစ်နေတဲ့အခါမှာစိတ်ပင်ပန်းနေလို့တုတ်တန်ဆရာကပြောပါတယ်ကျမ်းစာကတော့ကျမတို့ကိုပြောလဲဆိုတော့အာထုတ်သောအရာမှာပြင်းရင်ခြင်းမရှိဘဲစိတ်တန်းသဖြင့်ဘုရားသခင်အလိုတော်ကိုလိုက်၍အာထုတ်ကြလောမျော်လင့်လျက်ဝမ်းမြောက်ကြလောဆင်းရဲဒုက္ခရောက်သောအခါသီးခံလောဆုတောင်းပတ္ထနာပြုခြင်းအမှုကိုအမြဲပြုလောသတင်းစာဆရာတယောက်ကသူဆောင်းပါးတစ်ခုရေးတဲ့အခါဗမာပြည်သူပြည်သားတွေခံရတဲ့ဒုက္ခနော်နေ့တူဝတွေ့ကြုံရတဲ့ဒုက္ခဆင်းရဲဟာအင်မတန်မှကြီးမားတော်လေဗမာပြည်သူပြည်သားတွေအတွက်ကတော့နေ့စဉ်ခံရခြင်းအပေါ်မှာသိပြီးတော့ထူးထူးခြားခြားမရှိဘူးလို့ပြောပါတယ်ခံနိုင်ရရှိတယ်ဆိုတာကိုဖော်ပြခြင်းဖြစ်ပါတယ်သို့တော်လေဒီထဲမှာကျမတို့ယုံကြည်တဲ့ညီကိုမောင်နှမတွေအားထုတ်ခြင်းအရာမှာမပြင်းဖို့ကျမ်းစာကသွန်သင်ပါတယ်နှုတ်ကပတ်တော်နဲ့ကျမတို့အလေးနဲ့ခံယူတာတွေဖခင်နဲ့မိသားရာဖွဲ့တာတွေဖခင်ရဲ့အလိုတော်ကိုလိုက်တာတွေဒုက္ခခံရတဲ့အခါမှာတီးခံပြီးတော့မှကျေးဇူးတော်ချီးမွမ်းပြီးဝမ်းမြောက်တာတွေဖခင်ထံမှာဆုတောင်းခြင်းဆိုတဲ့အရာတွေဟာဘုရားသခင်ကကျမတို့ကိုလုပ်ပေးထားတဲ့အရာပေါ်မှာအသက်ရှင်ခြင်းပဲဖြစ်ပါတယ်သုံးချက်တစ်ချက်ကတော့အာယူ၍ရဲရင်သောစိတ်နှလုံးရှိလို့ဒါကဖခင်သခင်ကကျမတို့အတွက်တကားဖွင့်ထားတာပါဖွင့်ထားပေးတဲ့တကားကျမတို့ကိုကျင်းမြောင်းရန်လာနေကိုဝင်ခိုင်းတဲ့ဖခင်သခင်ကကျမတို့ကိုအကျက်တဲဖြစ်အောင်ဘယ်တော့မှမလုပ်ဘူးဆိုတာကိုလည်းတွေ့ရပါတယ်အာယူပါနော်ကျမတို့ဒီအချိန်မှာဘလောက်ပဲဒုက္ခဆင်းရဲဘလောက်ပဲစိတ်ပြက်စရာဘလောက်ပဲဝမ်းနည်းစရာကြုံတွေ့ရတော့လဲအာယူပြီးတော့ဖခင်မျက်မှောက်ကိုတိုးဝင်ဖို့ပဲဖြစ်ပါတယ်ဟေဘရဲ4:16မှာထို့ကြောင့်ငါတို့သည်တနာခြင်းဂရုဏာကို၎င်းတော်လျော်မဆခြင်းကျေးဇူးတော်ကို၎င်းခံရမည်အကြောင်းရဲရင်သောစိတ်နှင့်ကျေးဇူးပလင်တော်သို့တိုးဝင်ခြင်းကကြကုန်ကျမတို့ရှိတဲ့နေရာကနေပြီးတော့ထလန်းလျှောက်ပြီးဘုရားသခင်ရှေ့မှောက်ကိုကျမတို့ရောက်ဖို့ပဲဖြစ်ပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကျမတို့ခံရဖို့ပဲဖြစ်ပါတယ်ဘုရားရဲ့တနာခြင်းဂရုဏာဟာကျမတို့စီမှာအစဉ်မြဲရှိတယ်ဆိုတာကိုမမေ့ဘူးကျမတို့ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့် Oswald Chambers ကပြောလဲဆိုကျွန်ုပ်တို့သည်ဘုရားသခင်စကားကိုမြည်မြနားထောင်ကြောင်းမရှင်းပြပါနဲ့ဘုရားသခင်စကားကိုနာခံလှုပ်ဆောင်ခြင်းကသာလေအလိုတော်ကိုနားလေခြင်းဖြစ်တယ်နင်နှုတ်ကပတ်တော်ကနားထောင်ခြင်းအကြောင်းအများကြီးပြောတော်ညာလေကျမတို့ရဲ့နာခံခြင်းနဲ့လှုပ်ဆောင်ခြင်းဟာနော်လူသေးတယ်ဆိုတာကိုလည်းကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်ရှင်ဘောလူကပြောလဲဆိုငါတို့သည်ကိုယ်တကိုယ်ကိုအမိပြု၍ကိုယ်အလိုလျောက်တစုံတစ်ခုကိုကြံစီခြင်းကတတ်နိုင်သည်မဟုတ်နော်ကိုယ်မှာရှိတဲ့ဥစ္စာပစ္စည်းနော်ကြွယ်ဝချမ်းသာခြင်းကိုယ်မှာရှိတဲ့အတတ်ပညာကိုယ်မှာရှိတဲ့ပိုင်ဆိုင်မှုအားဖြင့်နေ့စဉ်အသက်ရှင်တဲ့အခါမှာကြံစီ၍မရပါသူပါဆက်ပြောလဲဆိုတော့
ဖျားသခင်ကိုအမိပြု၍သာတတ်နိုင်၏နှစ်ကောခန်းကြီး9 3 မှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ဘီလီဂရဟမ်ဘာပြောလေဆိုတော့သင်တို့ဟာဖျားသခင်ရှေ့မှာဥစ္စာကြွယ်ဝခြင်းယာဒုရကန်ရှိခြင်းပိုင်ဆိုင်မှုတွေရှိခြင်းအကြောင်းကိုမပြောနဲ့ဘုရားသခင်ကအနာဂတ်မှာသူနဲ့မိတ္တဟာယဖွဲ့ခြင်းကိုပို့ပြီးတော့လိုလားတယ်လို့ကျမ်းစာကဖော်ပြပါတယ်ကျမတို့ဆက်ကြည့်မယ်ဆိုလို့ရှိရင်ခရစ်တော်ကသူ့နောက်လိုက်တဲ့တမန်တော်တွေအပေါ်မှာနော်အားနည်းချက်ရှိတဲ့အတွက်ကြောင့်တစ်ခုမို့တစ်ခုသွန်သင်ပါတယ်နော်ပေတရုဆိုလို့ရှိရင်လည်းအင်မတန်မှတစ်ခုခုဆိုလို့ရှိရင်သူ့နှုတ်ကအင်မတန်လင်းမြန်းနေပြန်ပြောရမှပြန်ခြေပရမှနော်အကြောင်းပြချက်တွေအမျိုးမျိုးနဲ့နော်သူခရစ်တော်စီမှာသူပြန်ပြောတဲ့အခါမှာခရစ်တော်ကတတိပေးရပါတယ်။ဘာပြောလဲဆိုတော့ကျမ်းစာကမျက်စိကန်းတဲ့သူတွေကိုမြင်စေတယ်။နော်နားမကြားတဲ့လူတွေကိုနာခံစေတယ်။လူနာဆွဲတဲ့လူတွေကိုပေးပြောက်ဒါတွေဟာဆင်းရဲသားတွေအတွက်ဝမ်းမြောက်စရာသတင်းဖြစ်တယ်။ခရစ်တော်ကငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ။ကျမတို့ဘဝအသက်တာစိတ်ပြည့်ခြင်းစိတ်သက်သာခြင်းကြုံတွေ့ရတဲ့အခါမှာကျမတို့ပြန်စဉ်းစားဖို့ကကျမတို့တကယ်ပဲယုံကြည်တဲ့ဘုရားသခင်ကျမတို့ကိုနေ့စဉ်နဲ့များကျေးဇူးပြုနေတဲ့ခရစ်တော်ကိုကျမတို့စိတ်ပြတ်သွားပြီလားခရစ်တော်ပေါ်မှာထားတဲ့ကျမတို့ရဲ့စိတ်သဘောယုံကြည်ချက်ကစိတ်ပြတ်စရာကောင်းသလားကျမတို့စဉ်းစားဖို့ဖြစ်ပါတယ်တစ်ကောခန်းကြီးကောရိန္သုပထမစာဆောင်ခန်းကြီး10အငယ်73မှာလူ၌ဖြစ်သောစုံစမ်းခြင်းကိုဘုရားသခင်ကပေးတယ်တဲ့နော်ဒီစုံစမ်းခြင်းရဲ့နောက်မှာလေထွဲမြောက်ရာလမ်းရှာပေးတယ်ကျမတို့မခံနိုင်တဲ့စုံစမ်းခြင်းကိုဘုရားသခင်ဘယ်တော့မှမပေးဘူးနော်ခံနိုင်တဲ့စုံစမ်းခြင်းကိုပဲဘုရားသခင်ကပေးပါတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်နှမတို့ဒါဝိဒ်ရဲ့အသက်တာနော်ဒါကြောင့်သူဘာပြောလဲဆိုတော့အိုထာဝရဘုရားကျွန်ုပ်၏ခွန်အားဗလဒီဟုသောကိုယ်တော်ကိုကျွန်ုပ်ချစ်ပါ၏ဘုရားသခင်ကိုထားတဲ့သူရဲ့စိတ်သဘောကိုကြည့်လို့ရှိရင်သူဘာပြောလဲဆိုထာဝရဘုရားသည်ငါဤကြောင့်ငါဤမြို့ယူငါကိုကယ်လွတ်တော်သခင်ငါဤဘုရားငါကိုးစားသောအစွမ်းတတ္တိငါဤအကွယ်ကငါကိုကယ်တင်သောဥကြိုငါဤရေတိုက်ဖြစ်၏ကြောက်ပေါ်မှာတိဆောက်တဲ့မြို့ယူတွေဒီအရာတွေဟာအင်ဂျင်မခိုင်ခန့်နေဆိုတာကျမတို့ဥရောပနိုင်ငံတွေမှာကျမတို့မြင်ရပါနှစ်ပေါင်း300 400 500ခိုင်ခန့်တယ်။ဘာကြောင့်လဲဆိုတော့ဒီအုတ်တွေအပေါ်မှာအုတ်တွေကိုအုတ်မြစ်ချတဲ့အခါမှာအင်ဂျင်မနဲ့ဆိုင်စွာတူးဖော်ပြီးတော့မှတိဆောက်ရတဲ့အတွက်ကြောင့်ခိုင်ခန့်ခြင်းရှိတယ်။ငါကိုကယ်လွတ်တော်သခင်နော်ဘေးဒုက္ခအမျိုးမျိုးတွေကကယ်လွတ်တယ်ဣသေလလူမျိုးတွေသူတို့တိနတော်ထဲမှာလဲရတဲ့အခါမှာတောက်เสียရေမရှိပါဘူးရေမရှိတဲ့အခါမှာမောရှေကိုအပြစ်တင်ပြီးတော့ခဲနဲ့ပေါက်ဖို့ကြံစီတဲ့အခါမှာမောရှေကဘုရားသခင်စီမှာဆုတောင်းရပါလေဘုရားသခင်ဤလူတွေအတွက်တောက်เสียရေပေးပါဘုရားသခင်ကတင့်လက်ထဲမှာရှိတဲ့ဒီတောင်ဝင်းနဲ့ရိုက်လို့ကြောက်သေးကရေထွက်တယ်ဒီရေကိုဝလင်စွာတောက်ရပါတယ်အဲ့ဒီရေဟာလူရဲ့စိတ်ကိုအေးမြစေပါတယ်မျိုးသမီးလေးတယောက်အတော်ကြီးတယောက်သူဈေးရောက်နေသူဘာပြောလဲဆိုတော့တရက်တော့တဲ့ကျမ breakfast မစားဖြစ်ဘူးဒါပေမဲ့ဘိုက်တွေအရန်စားအလုပ်တွေအရန်ရှုပ်တော့မုတ်လဲမွေစားဖြစ်ဘူးဒါပေမဲ့လက်ထဲမှာရှိတဲ့ရေတဘူးကိုဝအောင်တောက်လိုက်တဲ့ခါမှာလူဟာလန်းဆန်းလာတယ်ဘိုက်စားတာတွေလည်းပျောက်သွားတယ်ရေဆိုတဲ့အရာကကျမတို့ရဲ့နွမ်းပါမှုကိုလန်းဆန်းစေတယ်နော်ကျမတို့ရဲ့ငတ်မှုခြင်းကိုပြေပြောက်စေတယ်ကျမတို့ကိုခန္ဓာကိုယ်ရဲ့မကောင်းတဲ့အရာတွေကိုတန့်ရှင်းစေတယ်အဲ့ဒီရေကိုပေးတဲ့ခရစ်တော်တဆန်းရေကိုကျမတို့တောက်ဖို့လိုပါတယ်နော်ခ
ခရစ်တော်ထံကိုကျမတို့တိုးပြီးတော့မှကိုးစားဖို့လိုပါတယ်ခရစ်တော်ကသူ့ထံကိုလာဖို့လဲကျမတို့ခေါ်ပါတယ်သူ့ထံမှာကျမတို့နီးခံဖို့လဲခေါ်ပါတယ်ဒါကြောင့်ဒါဝိဒ်ကငါကိုးစားသောစွမ်းသက်တည်ငါဤဖျားငါရဲ့အကွယ်ကငါကိုကယ်တင်သောဥဂျိုကတော့စွမ်းတကူကိုပြောပါတယ်ရန်သူတွေလာတဲ့ခါမှာဂျိုကိုမှုတ်ရပါတယ်ဒါမှရန်သူတွေတိုက်ခိုက်ခြင်းကိုကာကွယ်နိုင်တယ်ဒီနေ့ကျမတို့ရဲ့နှုတ်ကပတ်တော်မှာကျမတို့ရဲ့အသက်တာဟာသဲပေါ်မှာတိဆောက်တဲ့အိမ်လိုမျိုးမဖြစ်ဖို့နေကြောက်ပေါ်မှာတိဆောက်ဖို့နဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ရေးအောက်မှာကျမတို့ဘုရားရဲ့ကျေးဇူးပြုခြင်းကိုခံပြီးတော့မှနေကွယ်ကာယာဖြစ်တဲ့ခရစ်တော်ချမ်းမှာကျမတို့ခုံလုံကြရအောင်လောကရဲ့စိတ်ပြည့်ခြင်းပတ်ဝန်းကျင်ရဲ့အသံလောကရဲ့ဆူညံခြင်းဒီမုန်တိုင်းတဘိုးတွေအသံကိုနားထောင်တာတဲ့ခရစ်တော်ရဲ့အသံကိုကြားပြီးတော့မှနာခံလိုက်လျှောက်ကြဖို့လိုပါတယ်ဒါကြောင့်ချစ်တော်ညီကောင်မောင်နှမများယနေ့မုန်တိုင်းကြတဲ့အခါမှာကွယ်ကာယာကြောက်ဟာခရစ်တော်ပဲဖြစ်ပါတယ်နော်လေးပြင်းကြတဲ့အခါမှာခရစ်တော်ဟာကြောက်မြဲကြောက်ခဲ့သူမြင်းမြန်နဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်ထံမှာကျမတို့အသက်တာကိုအနံပြီးအသက်ရှင်ရအောင်ညီပဝန်းကျင်ဘလောက်ခက်ခဲရတော့လေအသက်ရှင်ခွင့်ရတယ်အဲ့တော့လူတွေရဲ့ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာကိုရေးတဲ့တယောက်ကသူဘာပြောလဲဆိုတော့ကျမတို့တွေနေ့စဉ်ဗိုက်တာမင်သုံးစွဲတယ်နော်ကျန်းမာရေးအတွက်ခန္ဓာကိုယ်ကျန်းမာအတွက်ဗိုက်တာမင်မျိုးစုံသုံးစွဲတယ်တိုးတော်လေဗိုက်တာမင် G ကိုတော့မသုံးစွဲကြမိနေတဲ့အရာအဲ့မိနေတဲ့အရာဗိုက်တာမင် G ကဘာလဲဆိုတော့ gratitude ကျေးဇူးတင်ခြင်းကျမတို့ခန္ဓာကိုယ်ကျန်းမာခြင်းအတွက်ကျေးဇူးတင်ဖို့စားနိုင်တဲ့အတွက်ကြောင့်ကျေးဇူးတင်ဖို့မြင်နိုင်တယ်လှုပ်ရှားနိုင်တယ်သွားလာနိုင်တယ်ပြောနိုင်တယ်ဒီအပေါ်မှာကျေးဇူးတင်ဖို့မေ့နေကြတယ်နော်ခန္ဓာကိုယ်ကြီးလည်းပတ်နိုင်ဖို့တော့မောင်းနေတယ်သို့တော်လည်းအသက်ရှင်ခွင့်ရှိခြင်းအပေါ်မှာကျေးဇူးတင်ဖို့မေ့နေကြတယ်ဒါကြောင့်ကျမတို့အသက်တာမှာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရည်တွက်ကြရအောင်နေ့စဉ်ကြုံတွေ့ရတဲ့အခက်အခဲဆူညံတန်တဲမှာကျမတို့ဒီစောစောကကျမတို့ကိုပိတ်နေတဲ့နေရန်လေးခုကိုကျမတို့ချိုးဖောက်ပြီးတော့မှကွယ်ကာယာကြောက်ဖြစ်တဲ့ခရစ်တော်ချမ်းမှာခိုလုံအသက်ရှင်မယ်ဆိုရင်ဘုရားသခင်ရဲ့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းကိုခံရမှာဖြစ်ပါတယ်ကျမတို့လူတိုင်းကောင်းကြီးလိုချင်ပါတယ်ဘုရားသခင်ကောင်းကြီးပေးပါစေကောင်းကြီးရရင်လည်းကျမတို့ကဘုရားသခင်ရဲ့ praise the Lord လို့ကျမတို့ချီးမွမ်းကြတယ်တော်တော်လေဘာပြောလဲဆိုတော့ကောင်းကြီးပင်ကလာနဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းကိုယနေ့ခရိယန်တွေချိတ်ဆက်မှုမရှိဘူးဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာဟာပျော်ရွှင်မှုဝမ်းမြောက်ခြင်းဖြစ်တယ်ဆိုတာသိကိုသိရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဘယ်အခြေအနေဘယ်လူမျိုးကြုံတွေ့ရတော့လဲရဲရင်တော်စိတ်မျောလင်းသောစိတ်နဲ့ကြောက်မြဲဖြစ်တဲ့ခရစ်တော်ထံကိုကျမတို့တိုးဝင်ချီးကပ်ပြီးတော့မှအသက်တာကိုထပ်ဆင့်တည်ဆောက်အသက်ရှင်နိုင်ကြပါစေလို့ကျမအနေနဲ့ခွန်အားပေးလိုပါတယ်ကြားရသောနှုတ်ကပတ်တော်အတွက်အားလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ